စုပါရှင်စုဒီနေ့ကြော်မငေးရောက်နေပါတယ်အဲ့ဒါစုအဖေစုရလို့ဆိုပြီးတော့ဗာလေးကိုတဲဆိုတော့တဒန်မောင်လေးရစုမြပြမဝယ်ပေးလိုက်ပါညီသူညီမမောင်လေးကတော့ဖောက်ပြီးပြီပေါ့နော်ဗာလေးပေါက်လို့ဆိုတော့ပန်းအောင်ပေါက်ပြီအချောက်ပြသွားအဲ့ဆိုအခုဖောက်မယ်ဒါ9500အားရှောက်ပဲရဘူးတော့ဒီမှာဘူမာတော့ခွန်တော်ဖြစ်သွားပြီဒီကပို့ပြီးဝယ်သွားတယ်ဒီကပဲအသားစုံနေတယ်လို့ဒီကပဲပြင်းနေတာမဟုတ်ပြင်းနေတာ တော့ဒီမှာဒီလိုပဲဟုတ်ပါမယ်ဒီမှာ ပန်းအောင်ရုံပေါက်ပါစနဲ့ဒီဦးနာမှာကျုံဝဲရမောင်လေးရလေဒီလားအစုံရတယ်အကြီးအစုံရှိအကြီးရှိအလက်ရှိအသေးရှိအဲ့ဆိုစုဖောက်မယ်ပေါ့နော်မင်းအဖောက်อ่ะဘာမဲတော့ဟာပန်းရောင်နေပဲပေါက်တယ်ပန်းရောင်နေပဲပါလားဟုတ်တယ်ကျော်ပဲဒီမှာသူကလည်းဒါပေါက်တာဒီပဲတွေ့ကြမှာကိုကြရှိရဲ့ပန်းရောင်နေပဲပေါက်နေရဲ့သူကလည်းပန်းရောင်ပန်းရောင်နေပဲပါလားမသိဘူးဟိုတဲ့ခွဲဘာလဲရည်ရှိရတယ်ငါနဲ့ကြည့်ငါနဲ့တော့ဘူးလေညက်တော့ကောင်းသူရှိသေးတော့9500ခရရလောက်ကြည့်မဟန်ဒီဦးချက်Bye. See you next video. Thank you for watching. Bye.